Primary therapy ဆိုတဲ့ကုထုံးအကြောင်းကိုအတန်းထဲမှာဆွေးနွေးရတယ်။တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။ဗိုက်ထဲကရင်သွေးပွားဟာအင်းဥယျာဉ်ထဲကလူသားနဲ့တူတဲ့အရာအလုံးကလိုလေသေးမရှိပြည့်စုံနေတယ်။အစာရေအနွေးဓာတ်အကာရံအကုန်ရှိတယ်။ဘာမှစိတ်ပူစရာမလိုဘူး။မိခင်ရဲ့ one bite ကအရန်လုံခြုံအင်အားပြည့်တဲ့နေရာအဝတ်စားတော်မှာဝတ်စရာမလိုဘူး။အေးအေးဆေးဆေးလေးနားနေုံပဲ။အချိန်9လလေးပြည့်ရောအဲ့ဒီနတ်ပုံနန်းနန်းအိမ်တော်မှာဆွဲထုတ်ခံလိုက်ရပြီ။ကျန်းတဲ့စိန်ခေါ်မှုတွေများတဲ့အပြင်လောကတွေကိုရောက်ပြီးဆေးရုံခန်းထဲကအေးဆက်ဆက်လေးတို့ဆူရှာနေတဲ့မြည်ရောင်တွေလို့ကိုဆွဲထုတ်လိုက်တဲ့လက်ပွားတွေတို့စူညံတန်တွေတို့ပြီးတော့တင်မားကိုပါဖြတ်ခနဲ့ရိုက်ခံရသေးတယ်။ပါဇက်ထဲကိုလေမုတ်ထဲခံရတယ်။ဒါတွေအားလုံးကကြောက်စရာလန့်စရာပြောင်းလဲမှုတွေပဲ။လုံခြုံနှွေးထွေးနေတဲ့နေရာကအိမ်တော့မှကိုမတိမရင်းနှီးတဲ့အစိမ့်သက်သက်လောကတွေကိုဝုန်းကနေဝင်လာရတာ။ဒါကြောင့်အကျယ်ကြီးအောင်ငိုတယ်။စမ်းတော့မဆန်းဘူး။အေဒင်ဥယျာဉ်ထဲကမောင်းထုတ်ခံလိုက်ရတဲ့လူသားလိုပဲ။ဒါပေမဲ့အချိန်တစ်ခုကြာလာတော့အဲ့ဒီရင်သွေးကဘဝမှာနေသားကျလာတယ်။နေရာတက်မှာပျော်စရာကောင်းလာတယ်။လေးဘက်သွားနေတဲ့ကလေးငယ်တွေကိုပဲကြည့်ပါ။အမြဲစိတ်လှုပ်ရှားနေတယ်။အစ်တွေကိုမြင်ဘူး၊ကင်ဘူး၊အာယုံခံဘူးကျင်နေတာ။တွေ့တဲ့မြကိုကောက်ယူမယ်၊စော့မယ်၊ပါဇက်ထဲထည့်မယ်။လောကကြီးကိုမကြောက်တော့ဘူး။သူတို့တွေကချစ်သွားပြီ။ဒါပေမဲ့နှစ်နှင်းငယ်အကြာမှာတော့ကြောင်းတက်တဲ့အရွယ်ကိုရောက်ပါလေရော။ကျောင်းဆိုတဲ့နေရာတက်အတွေ့အကြုံတက်ကိုကြောက်လန့်ကြတဲ့ဖြစ်ရပြန်ပြီ။ငွေရပြန်ပြီအမေလက်ကိုမလွတ်ချင်ဘူးနောက်3ပတ်လောက်လေးကြာရောကျောင်းမှာပျော်သွားပြန်ရောကျောင်းသွားဖို့မဆောင်နိုင်ဘူးတငယ်ချင်းတွေနဲ့တွေ့ချင်နေပြီကျောင်းရဲ့ကစားကွင်းကနိဗ္ဗာန်ဘုံအလားဖြစ်နေပြီစော်ကစားရင်းနဲ့အိမ်ကမိဘတွေကိုတော့မှမိနေပြီဘဝရဲ့စဝန်းကအဲ့ဒီအတိုင်းပါပဲအသစ်အစမ်းတွေကိုတွေ့ကြုံလိုက်တိုင်းဆက်ဆချင်းတော့ကြောက်ရွံ့မယ်မဝင်မရဲဖြစ်မယ်စိတ်ရောကိုယ်ပါတတောင့်တတာမရှိဘူးအသစ်အစမ်းကခဏအကြာမှယူသွားတယ်ရိုးသွားတဲ့အခါမှာတတောင့်တတာဖြစ်လာတယ်ဒါပေမဲ့အဲ့ဒီစဝန်းကိုကျွန်တော်တို့တွေကဘယ်တော့မှကြုံမမြင်နိုင်ဘူးတတိမထားမိဘူးဖြစ်နေတယ်ဒါမှပြဿနာတတောင့်တမရှိတာတို့စိုးရိမ်နေတာတို့ဒါတွေအားလုံးကအတွေ့အကြုံတစ်နေရာတစ်တွေကြောင့်ဖြစ်လာတာအတွေ့အကြုံတစ်တွေရှိမှသာရင်းချက်မှုဆိုတာပေါက်ပွားလာမှာမသွားဘူးတဲ့နေရာကိုသွားတာတို့မလုပ်ဘူးတာတွေကိုလုပ်တာတို့ဒီလိုမဝင်မရဲခံစားမှုကရှင်သန်ခြင်းရဲ့အရာတစ်ခုဖြစ်တယ်ဒီလိုခံစားချက်ကိုလူတော်များများမကြိုက်ဘူးစိတ်အတွက်တို့ကိုယ်အတွက်တို့အမြဲတမ်းတတောင့်တရှိနေခြင်းတယ်တချို့ကြတော့အတွေ့အကြုံတစ်ကိုကြုံတဲ့အခါမှာမဝင်မရဲဖြစ်မနေဖို့ကြောက်လန့်မနေဖို့ဆိုပြီးတော့အရက်တွေတောက်မယ်မူရည်ဆေးတွေသုံးမယ်စိတ်ကိုထုံနိုင်သွားအောင်ပြူစားလိုက်မယ်တတောင့်တဖြစ်နေအောင်ဆိုပြီးတော့အတင်းထိန်းချုပ်လိုက်တယ်နေရာတစ်အခြေအနေတစ်နေရက်တစ်တွေကိုရင်မဆိုင်ဘူးရင်းချက်ချင်းရဲ့ဝေးရစီကိုရှောင်ပြေးကြတယ်ဘက်ဆယ်လာစာရေးဆရာပေါ်အာရန်ပြောဘူးတဲ့စကားရှိတယ်မဝင်မရဲဖြစ်နေတာဘာမှမဖြစ်ဘူးဒါတွေကစိတ်ကန်စားချက်တက်ပဲဘာမှလည်းအရေးဆိုင်နေစရာမလိုဘူးအသေးစမ်းတွေတွေးကြုံရတဲ့အခါမှာဖြစ်တတ်တယ်ဒီခံစားချက်တွေဖြစ်ပေါ်လာတိုင်းကိုယ့်ရဲ့ယူရဲ့ချက်တွေကိုဖျက်သိမ်းလိုက်စရာမလိုဘူးနောက်ဆုတ်စရာလည်းအကြောင်းရင်းမရှိဘူးမော်ကလီကာတွန်းကားတွေကကျွန်တော်ကြိုက်ဆုံးစကားတစ်ခုပါတယ်ထွက်ပြေးမလားတင်ငန်းစာယူမလားတဲ့အောင်မြင်မှုဆိုတာကိုအရာယူဘူးတဲ့လူတိုင်းကဒီလိုမဝင်မရဲအခြေအနေတွေစိတ်ကန်စားချက်တွေကိုဖျက်ဆီးမှုတယ်ကြောင်ညာ viewer driver တွေထဲမှာအကောင်းဆုံးလို့ပြောလို့ရတဲ့ Hammer Chrome ကပြောဘူးတယ်ဖန်တီးမှုတစ်ခုခုကိုတွေးလိုက်လို့အင်းမစိုးဘူးကောင်းပါတယ်လို့ဆိုပြီးတော့ထင်သွားပြီဆိုရင်တဲ့အဲ့ဒီတစ်ခုခုကအစ်စ်မဟုတ်တော့ဘူးတဲ့ကျွန်တော်ရဲ့ဗီဒီယိုတွေကိုတော့အပတ်စဉ်တနင်္လာနေ့မနက်9:00နာရီနဲ့တောက်ကြနေ့ည9:00နာရီတို့မှာတင်ပေးသွားမှာဖြစ်ပါတယ်